မင်းသမီးလေးဗီဗီကတော့ကုန်းပတ်ပေါ်အမျိုးသမီးကိုကြည့်ပြီးဘာရိုဝေါ့အဖွဲ့ရဲ့ကြောက်စရာကောင်းတဲ့ဒုတိယကောင်ဆောင်မစ်အော်ဆန်ဒေးမန်သိနေပါတယ်။ဆန်ဂျီနဲ့ဇိုရိုကတိုက်ခိုက်ဖို့လှုပ်လိုက်ပေမဲ့မစ်အော်ဆန်ဒေးကလက်ကလေးတစ်ချက်လှုပ်လိုက်ရုံနဲ့အလွယ်လေးနိုင်ယူလိုက်ပြီးလူဖီရဲ့ကောက်ရိုးအထုပ်ကိုလည်းလှမ်းယူပြီးစောင်းလိုက်ပါတယ်။အဲဒီနောက်မစ်အော်ဆန်ဒေးကသူ့မှာကန်လက်ချက်တစ်ခုရှိကြောင်းနဲ့သူ့စီမှာရှိတဲ့အီတာနယ်ပို့စ်တစ်ခုကိုထုတ်ပြလိုက်ပါတယ်။နာမီစီမှာရှိတဲ့ lock post က little garden လို့ခေါ်တဲ့ကျွန်းအညွှန်ပြနေတာဖြစ်ပြီးအဲ့ဒီကျွန်းကအန်နီရဲ့အများများတာကြောင့်သူ့ရဲ့ eternal post နဲ့ဆိုရင် remote island ကိုတန်းရောက်သွားမှာဖြစ်တာကြောင့် little garden မှာကြုံရမယ့်အန်နီတွေရှောင်ပြီးသွားနိုင်မှာလို့ဆိုပါတယ်။နာမီနဲ့ဆိုရိုကတော့ဒါဟာထောင်ချောင်းတစ်ခုဖြစ်နိုင်ကြောင်းပြောပြီးလူဖီကလည်း VV ရဲ့လက်ထက်က eternal post ကိုယူပြီးဖျက်ဆီးလိုက်က Going Merry သွားမယ့်လမ်းကြောင်းကိုသူကိုယ်တိုင်ပဲဆုံးဖြတ်မှလို့လူဖီကပြောလိုက်ပါတယ်။အဲ့ဒါကြောင့် Miss Osande လည်းလူဖီတို့ကန်ကောင်းမစေလို့ပြောပြီးတင်မောပေါ်ကနေပြောက်ကွယ်သွားပါတယ်။ VV ကလည်း Miss Osande ကသူတို့ရှာတွေ့သွားပြီးဖြစ်တာကြောင့်မကြခင်ဘာရိုတစ်ဖွဲ့လုံးရောက်လာကြတော့မှဖြစ်ပြီးသူမအတွက်ကြောင့်နဲ့လူဖီတို့ဒုက္ခမရောက်စေချင်ဘူးလို့ဆိုက Little Garden ကိုရောက်တာနဲ့သူ့အတူ Alabasta တိုင်းပြည်ကိုသွားတော့မယ်လို့ဆိုပါတယ်။ဒီလိုနဲ့လူဖီတို့ရဲ့ Going Merry လေးဟာတိတ်မကြခင်မှာပဲ Little Garden ကိုရောက်လာကြပြီဖြစ်ပါတယ်။ဆိုရိုကတော့ညစာအတွက်အမဲလိုက်အောင်မယ်လို့ပြောတဲ့အခါဆန်ဂျီကလည်းသူ့ပါလိုက်မယ်လို့ပြောပြီးအမဲလိုက်ပြန်ကြမလားလို့စိန်ခေါ်လိုက်ပါတယ်။ဆိုရိုကလည်းလက်ခံလိုက်တာကြောင့်ဆိုရိုနဲ့ဆန်ဂျီတို့ကတစ်ဖွဲ့လူဖီတို့ကတစ်ဖွဲ့တောတွေကိုစတင်ထွက်ခွာလာကြပါတယ်။ရှေ့ဆုံးကဝင်သွားတဲ့သူကတော့လူဖီဖြစ်ပြီးလမ်းမှာအသားစားပင်ကြီးကိုတွေ့တာကြောင့်စူးစမ်းကျင်တဲ့လူဖီလည်းခေါင်းထဲကြီးတဲ့အခါအသားစားပင်ကြီးကတကယ်ထကြိုက်တာကိုတွေ့လိုက်ရပါတယ်။ဒါအောင်မြင်လိုက်ရတဲ့ဥဆုကတော့ကြောက်လန့်ပြီးတင်မောပေါ်ကိုပြန်ပြေးသွားတာကြောင့်နာမီကပဲဥဆုနောက်ကိုပြန်လိုက်သွားရပါတယ်။ဒီလိုနဲ့လူဖီနဲ့ဗီဗီနှစ်ယောက်သာကြံခဲ့ပြီးတော်ရင်တနေရာအရောက်မှာတော့အသီးရွက်စားဒိုင်နိုဆောမျိုးနွယ်ဝင်ဖြစ်တဲ့ဘရာဇီယိုဆောရပ်စ်တွေတွေ့လိုက်ရတာကြောင့်လူဖီတယောက်ဒိုင်နိုဆောစီးကျင်နေဆိုပြီးလုပ်ပြန်ပါတယ်။တစ်ဖက်ကအမဲလိုက်နေကြတဲ့ဇိုရိုနဲ့ဆန်ဂျီတို့နောက်ကိုလည်းအသားစားဒိုင်နိုဆောမျိုးနွယ်ဝင်ဖြစ်တဲ့တီရက်ကြီးတစ်ကောင်ရောက်လာတာကြောင့်နှစ်ယောက်သာတီရက်ကြီးကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြပါတယ်။တစ်ဖက်ကတင်မောပေါ်မှာလည်းကြောက်နေတဲ့ဥဆုကိုနာမီကပဲအားပေးနေရပြီးအဲ့ဒီချိန်မြေကြီးတွေတုံခါလာတာကြောင့်နာမီတို့လည်းပတ်ဝန်းကျင်ကိုတတိထားကြည့်မိတဲ့အခါသူတို့နောက်အီယာမဘလူးတစ်ကောင်ရောက်လာပါတယ်။ဥဆုကတော့ကြောက်လန့်လွန်းတာကြောင့်တေးချင်အောင်ဆောင်နေပြီးအဲ့ဒီချိန်ဘလူးကြီးကနာမီကိုရက်တောင်းတောက်တာကြောင့်နာမီလည်းအနာအရက်ပြေးဖြည့်ထားတဲ့စီပိုင်းကိုပြလိုက်ပါတယ်။ဂျိုင်းရန်ကြီးကလည်းစီပိုင်းကိုတစ်ခါလေးမောတောက်ပြစ်လိုက်ပြီးသူ့ရက်ကောင်းတစ်ခုတောက်ပြီးရင်ဘာလုပ်တယ်လဲသိလားလို့နာမီကိုမေးလိုက်ပါတယ်။နာမီကခေါင်းခါပြတဲ့အခါဂျိုင်းရန်ကြီးကနေလေစာစားတွေကွာဆိုပြီးနာမီတို့သူ့လက်ကြီးနဲ့ဖမ်းဆီးသွားပါတယ်။တစ်ဖက်ကလူဖီကတော့ဒိုင်နိုဆောခေါင်းပေါ်ရောက်နေပြီဖြစ်ပြီးအောက်ကလမ်းအော်နေတဲ့ဗီဗီကိုပါလူဖီကအပေါ်ဆွဲတင်ပေးလိုက်ပါတယ်။ဆက်ပြီးလူဖီကအာလာဘာစတာတိုင်းပြည်မှာဘာတွေစီးကြလဲလို့မေးတာကြောင့်ဗီဗီကလည်းသူတို့ဟာဘဲတွေကိုစီးကြတာဖြစ်ပြီးသူ့ရဲ့ဘဲလေးရဲ့နာမည်ကခါရူးလို့ခေါ်တယ်လို့ပြောပြပါတယ်။သူတို့နှစ်ယောက်စကားပြောနေချိန်လူဖီကအသားကင်အနံ့ကိုရလိုက်တာကြောင့်အသားကင်အနံ့ရတဲ့ဘက်ကိုဥတီပါတော့တယ်။တစ်ဖက်ကဇိုရိုနဲ့ဆန်ဂျီတို့ကလည်းနှစ်ယောက်ပေါင်းပြီးဒိုင်နိုဆောကိုအနိုင်ပိုင်းလိုက်ကြပေမဲ့အမဲလိုက်ပြိုင်နေကြတာဖြစ်တာကြောင့်သူတက်တယ်ငါတက်တယ်နဲ့ညှင်းခုန်နေကြပါတယ်။ဇိုရိုကဒိုင်နိုဆောရဲ့ကိုယ်ပေါ်ဓာတ်ခုတ်ရအောင်ပြပေမဲ့ဆန်ဂျီကလည်းသူကန်သားလို့ညိုမဲနေတဲ့ဒိုင်နိုဆောရဲ့လေပင်ကိုပြန်ပြပါတယ်။သူတို့နှစ်ယောက်ညှင်းခုန်နေတဲ့အချိန်ဇိုရိုတယောက်ထူးဆန်းတဲ့အတန်ကိုကြားလိုက်ရတာကြောင့်စူးစမ်းမှုတောထဲကိုဝင်သွားပြီးဆန်ဂျီကတော့ဒိုင်နိုဆောကြီးကိုတင်းမောပေါ်တည့်သွားဖို့ခုတ်ဖြတ်နေပါတယ်။ဇိုရိုတယောက်ပတ်ဝန်းကျင်ကိုအကဲခတ်နေချိန်ခြေထောက်မှာအဝါရောင်အမှတ်သားတစ်ခုပြုတ်လောက်တာခံလိုက်ရပြီးမျက်လုံးတွေလည်းအဝါရောင်ပြောင်းသွားပါတယ်။တစ်ဖက်ကအသားနဲ့နောက်ကိုလိုက်လာတဲ့လူဖီနဲ့ဗီဗီတို့ကလည်းကြီးမားလာတဲ့အသားကင်တစ်ခုကိုတွေးလိုက်ရတာကြောင့်လူဖီတယောက်အသားကင်စားဖို့လုပ်နေချိန်နောက်ကနေအီယာမဘလူးကြီးတစ်ကောင်ထပ်ရောက်လာပါတယ်။ဥစွတ်နဲ့နာမီတို့ဖမ်းထားတဲ့ဘလူးကြီးကလည်းအသီးအရွက်တွေလှီပြီးရှက်ပြုတ်နေတာကြောင့်စွတ်ပြုတ်လောက်ခံရတော့မဲ့ဥစွတ်တယောက်ကြောက်လန့်နေပါတယ်။အဲ့ဒါကြောင့်နာမီကပဲဂျိုင်းယန်ကြီးကိုအချိန်ဆွဲဖို့အတွက်ဂျိုင်းယန်ကြီးလိုစစ်တီတော်တယောက်သဘောကျလောက်မဲ့ဇက်လန်တပုတ်ဥစွတ်ကိုပြောပြခိုင်းပါတယ်။ဥစွတ်လည်းကြံရမရတဲ့အစုံနာမီရဲ့အကြံကိုသဘောတူလိုက်ရပြီးဂျိုင်းယန်ကြီးကိုသူ့ရဲ့အလိညာဇလန်တွေနဲ့အာယုံလွှဲနေချိန်နာမီကထွက်ပြေးဖို့လမ်းကြောင်းကိုရှာနေပါတယ်။ဂျိုင်းယန်ကြီးလည်းဥစွတ်ရဲ့ပုံမြင်တွေကိုသဘောကျတာကြောင့်သူရှက်ထားတဲ့ဟင်းကိုဥစွတ်ကိုရှာကျွေးတဲ့အခါနာမီကလည်းဂျိုင်းယန်ကြီးကသူတို့ကိုရှာစားဖို့ခေါ်လာတာမဟုတ်မှန်းသိသွားပါတယ်။တကယ်တော့ဂျိုင်းယန်ကြီးကနေ့လည်စာအတူစားဖို့နာမီတို့ကိုခေါ်လာတာဖြစ်ပြီးသူ့နာမည်ကဘရူကီလို့ခေါ်ကြောင်းနဲ့အတန်မာဆုံးစစ်တီတော်လို့လည်းမိတ်ဆက်ပါတယ်။တစ်ဖက်ကမစ္စတာဖိုင်နဲ့မစ္စဖလက်တိုင်းတို့ကလည်းလစ်တာဂါဒန်ကျွန်းကိုရောက်လာကြပြီဖြစ်ပြီးသူတို့မစ်ရှင်ကြာရှုံးခဲ့တာကြောင့်မစ္စတာဇီရိုတယောက်သူတို့ကိုရှင်းပြဖို့လူတွေများလွတ်ထားသေးလားဆိုပြီးစိတ်ပူနေကြပါတယ်။နှစ်ယောက်သားတော်တဲ့ကိုအတူဝင်လာကြပြီးတနေရာရောက်မှာတော့ဖျောင်းရင်တစ်ခုကိုတွေ့လိုက်ရပြီးအထက်ကနေလည်းထူးဆန်းတဲ့လူတစ်ယောက်ထွက်လာပါတယ်။တကယ်တော့အဲ့ဒီလူကဘာရိုဝေါ့အဖွဲ့ရဲ့မစ္စတာ3ဆိုသူဖြစ်ပြီးမစ္စတာ0ကသူတို့တာဝန်လွှဲပေးထားကြောင်းနဲ့အသက်မသေးခြင်းသူ့ကိုကူညီလို့မစ္စတာ5တို့ပြောလိုက်ပါတယ်။တစ်ဖက်ကလူဖီကလည်းဂျိုင်းယန်ကြီးရဲ့အသားကင်ကိုစားထားမိရာကြောင့်သူ့မှာပါလာတဲ့ထမင်းဘူးကိုဂျိုင်းယန်ကြီးကိုပြန်ကျွေးနေရပါတယ်။ဂျိုင်းယန်ကြီးကလည်းဆန်ရှီရဲ့လက်ရောက်သဘောကျနေပြီးသူ့နာမည်ကဒိုရီလို့မိတ်ဆက်ကသူကလည်းအတန်မာဆုံးစစ်တီလို့ဆိုပြန်ပါတယ်။တစ်ဖက်ကမစ္စတာ3ကလည်းဂျိုင်းယန်ကြီးတွေကလူဖီယိုနဲ့ယဉ်နီးသွားပြီဖြစ်တာကြောင့်ဂျိုင်းယန်ကြီးတွေကိုဖယ်ရှားဖို့အတွက်သူ့ကိုကူညီလို့မစ္စတာ3ကဆိုပါတယ်။ဥစွတ်တို့ကလည်းဂျိုင်းယန်နဲ့အတူနေ့လည်စာစားနေကြတော့ဖြစ်ပြီးအဲ့ဒီအချိန်မီးတောင်ပေါက်ကွဲတောင်ကြားလိုက်ရတာကြောင့်တိုက်ခိုက်ရမယ့်အချိန်ရောက်ပြီလို့ဂျိုင်းယန်ဘရူကီကဆိုပါတယ်။ဆက်ပြီးဘရူကီကကျွန်းရဲ့အရှားတစ်ဖက်မှာသူ့လိုပဲဂျိုင်းယန်တကောင်ရှိသေးကြောင်းနဲ့သူတို့နှစ်ယောက်ကတိုက်ခိုက်နေကြတာ93,466ကြိမ်တောင်ရှိပြီဖြစ်ပြီးနေ့တိုင်းတိုက်ခိုက်ခဲ့ကြပေမဲ့အရှုံးနိုင်တော့ကူးထိမပေါ်သေးဘူးလို့ပြောပြပါတယ်။ဒါကိုကြားလိုက်ရတဲ့ဥစွတ်တယောက်ဂျိုင်းယန်ဘရူကီရဲ့အသက်ကိုမေးကြည့်တဲ့အခါဂျိုင်းယန်မျိုးနွယ်တွေကနှစ်ပေါင်း300ထိအသက်ရှည်ကြတာကြောင့်အခုဆိုရင်သူတို့ဘာကြောင့်တိုက်ခိုက်နေရလဲဆိုတာတော့မသိတော့ဘူးလို့ဆိုပါတယ်။ဥဆုကဘလူးကြီးဘရူကီနောက်ကိုလိုက်သွားတာကြောင့်ဂူထဲမှာနာမီတယောက်ထဲကျန်နေချိန်နာမီတယောက်ဆိုရိုးလိုပဲရှေ့တော့မှမှတ်တာတစ်ခုပေါ်လာပြီးထိန်းချုပ်ခံလိုက်ရပါတယ်
အဝါရောင်မှတ်သားမှတ်ခံထားရတဲ့ဇိုရိုကလည်းတောထဲမှာအသီးတွေကိုဓာတ်နဲ့ခုတ်ဖြတ်ပြီးရေမောနေတာကြောင့်ဆန်ဂျီတယောက်ဘာတွေလုပ်နေရလဲဆိုပြီးဇိုရိုကိုမေးလိုက်ပါတယ်ဇိုရိုကတော့သူအဆင်ပြေတယ်လို့ပြန်ပြောတာကြောင့်ဆန်ဂျီတယောက်တောထဲကိုဝင်သွားတဲ့အခါဇိုရိုအနောက် Miss Valentine တယောက်ရောက်လာပါတယ်တစ်ဖက်ကဂျိုင်းယန်ဘရူကီကတော့တိုက်ပွဲကိုသွားနေပြီဖြစ်ပြီးပခုံးပေါ်မှာဥဆွတ်နဲ့နာမီတို့တင်လာပေမဲ့နာမီတယောက်ကတော့စိတ်မပါသလိုဖြစ်နေပါတယ်အဲဒီနောက်ဘရူကီကဥဆွတ်နဲ့နာမီတို့ကြောက်တုံးပေါ်တင်ပေးလိုက်ချိန်လူဖီတို့ကလည်းဘလူးဂျီဒိုရီနဲ့အတူတိုက်ပွဲနေရာကိုရောက်လာကြပါတယ်ဘရူကီနဲ့ဒိုရီတို့ကလည်းတိုက်ပွဲမစခင်တယောက်နဲ့တယောက်ဖက်လိုက်ကြပြီးနေနဲ့ဖျားနီကာကိုတိုင်တယ်လိုက်ကြကအရက်ခွက်ရှင်လဲတောက်လိုက်ကြပါတယ်ဘရူကီနဲ့ဒိုရီတို့ဘလူးနှစ်ကောင်ကလည်းတချိန်ကပင်လယ်ဓမြတွေဖြစ်ကြပြီးတယောက်ကို100 မီလီယံစီစုကြေးထုတ်ခံထားရသူတွေလည်းဖြစ်ပါတယ်အဲဒီနောက်မှာတော့အားအပြည့်နဲ့တိုက်ပွဲကိုစတင်ကြပြီးအမတ်သားမှတ်ခံထားရတဲ့နာမီကတော့ကြောက်တုံးပေါ်လဲအိတ်နေပြီးနေမကောင်းကျင်သလိုဖြစ်နေပါတယ်ဘရူကီနဲ့ဒိုရီတို့တိုက်ပွဲကလည်းအတော်လေးပြင်းထန်နေပြီးအဲ့ဒီအချိန်ဘရူကီတယောက်ဘိုက်ထဲကနေဘုံတစ်လုံးပေါက်ကွဲတဲ့အောင်ကြားလိုက်ရပြီးနောက်လဲကျသွားပါတယ်တကယ်တော့ဘရူကီတောက်မဲ့ခွက်ထဲကိုမစ္စတာဖိုက်က EOS ကန်နွန်ဘုံထည့်ထားလိုက်တာဖြစ်ပြီးဒါကိုမသိတဲ့ဒိုရီကတော့ဘရူကီကိုဆက်တိုက်ခိုက်နေပါတယ်အဲ့ဒါကြောင့်လူဖီတို့လည်းလက်တက်ကားထဲမှာသူတို့အပြင်တခြားသူတွေပါရောက်နေပြီဆိုတာကိုသိသွားပြီးအဲ့ဒီအချိန်မစ္စတာဖိုက်တို့ကပေါ်လာပြီးလူဖီကိုလက်ခလဲထောင်းပြလိုက်ပါတယ်လူဖီလည်းရှက်ရှင်မဲ့မစ္စတာဖိုက်တို့ကိုတိုက်ခိုက်ဖို့ထွက်လာပြီးအဲ့ဒီအချိန်ဥဆုတ်ကဂျိုင်းယန်ကြီးတွေရဲ့တိုက်ပွဲကိုရပ်လိုက်ဖို့အော်ပြောပြင်မဲ့ဘရူကီကတော့ဆက်တိုက်ခိုက်ဖို့ပဲရွေးချယ်လိုက်ပါတယ်ဒါပေမဲ့ဘုံတက်အောင်ခံထားရတဲ့ဘရူကီတယောက်အချိန်ကြာလာတဲ့မြအားနဲ့လာခဲ့ပြီးနောက်ဆုံးမှာတော့ဒိုရီရဲ့ဓာချက်နဲ့ပဲလဲကျသွားပါတယ်ဘလူးဂျီဒိုရီကတော့သူတို့နှစ်ပေါင်း100ကျော်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဟာနောက်ဆုံးတော့အဆုံးသတ်သွားပြီဖြစ်ပြီးသူအနိုင်ရသွားပြီထင်ကအပျော်ကြီးပျော်နေပါတယ်အဲ့ဒီအချိန်လေးမကောင်းဖြစ်နေတဲ့နာမီနာကို Miss Valentine ကလာပြီးဆွဲထုတ်ပေးလိုက်ကဥဆုတ်ကိုတော့အော့ပြုတ်ကြအောင်လုပ်လိုက်ပါတယ်အဲ့ဒါကြောင့်ဥဆုတ်လည်းဘလူးဂျီဘရူကီနာကိုပြေးသွားပြီးဒိုရီကိုလည်းအကြောင်းဆုံးရှင်းပြလိုက်တာကြောင့်သူတို့ရဲ့တိုက်ပွဲကြီးကအခုတော့အလကားဖြစ်သွားပြီလို့ဒိုရီကဆိုပါတယ်တစ်ဖက်ကမစ္စတာဖိုင်နောက်ကိုပြေးလိုက်သွားတဲ့လူဖီတယောက်တောထဲမှာကောင်မလေးတယောက်ကိုတွေ့လိုက်ရတာကြောင့်အနားကိုသွားပြီးဘာကူညီရမလဲလို့မေးလိုက်ပါတယ်တကယ်တော့အဲ့ဒီကောင်မလေးနာမည်က Miss Golden Week ဆိုသူဖြစ်ပြီး VV တယောက်လူဖီစီရောက်တဲ့အချိန်မှာတော့မမီတော့ပဲလူဖီတယောက်ထိန်းချုပ်ခံလိုက်ရပြီဖြစ်ပါတယ်အဲ့ဒါကြောင့် VV လည်းအမြန်ပြန်ထွက်ပြေးလာရပြီးတစ်ဖက်ကဥဆုတ်ကလည်းနာမီကိုကယ်ဖို့လိုက်ရှာနေခဲ့တယ်လို့ဆန်ဂျီတယောက်လည်းတင်းမောပေါ်ပြန်ရောက်လာတဲ့အခါအပြက်စီတွေကိုတွေ့လိုက်ရပါတယ်ထွက်ပြေးနေတဲ့ VV ကိုလည်း Mr. Fight ကလိုက်ဖမ်းနေပြီးပောက်ကွဲတဲ့ကိုလည်းဆန်ဂျီတယောက်ကြားလိုက်ရပါတယ်ဘလူးဂျီဒိုရီကလည်းဒီတိုက်ပွဲမှာတူနိုင်သွားပေမဲ့ဘရူကီရဲ့ဇာပနာကိုတော့သူတို့ကျွန်းရဲ့ထုံးစံတိုင်းကျင်းပပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့ဇာပနာပွဲမကျင်းပခင်သူတို့ကိုကောက်ကြံခဲ့တဲ့လူတွေကိုလက်စားရှိပေးမယ်လို့ပြောနေချိန်နောက်ကနေမစ္စတာ3တယောက်ရောက်လာပြီးဒိုရီရဲ့လက်ကိုဖျောင်းထားတစ်ချောင်းနဲ့စပစ်လိုက်ပါတယ်မစ္စတာ3ဆိုသူကဒိုရူနိုမီလို့ခေါ်တဲ့နဆိုးတစ်တီကိုစားထားတာဖြစ်ပြီး West လို့ခေါ်တဲ့ဖျောင်းတွေကိုသူ့လိုတလူထိန်းချုပ်ထုတ်လွှတ်နိုင်စွမ်းရှိပါတယ်မစ္စတာ3ရဲ့ဖျောင်းတွေကအေးခဲသွားပြီဆိုရင်တမ်မနီထက်တောင်မှကြောတာကြောင့်ဘလူးဂျီဒိုရီလည်းလုံမရဖြစ်နေပါတယ်တစ်ဖက်ကအဖမ်းခံရတဲ့ VV လည်းတတိပြန်ရလာချိန်ကြောင်တနောင်ဖြစ်နေတဲ့နာမီနဲ့စက်တိုက်ရဲမောနေတဲ့ဆိုတို့တွေ့လိုက်ရပါတယ်ဒါကတော့ One Piece Season 2အပိုင်း၄ဖြစ်ပြီးမနေ့ဖြန်မှာလည်းအပိုင်း9ကိုတင်ပေးသွားအောင်မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးထားကြဖို့တောင်းဆိုချင်ပါတယ်